ဆရာမင်္ဂလာပါသမီးကတွေးလို့နေရနော်အိုးကျမသမီးပဲလေကျမတွေးထဲမယ်လေကျမလူမယ်လေမရပါဘူးသမီးရဲ့တွေးက B အမိုးရဲ့တွေးက A ဖြစ်နေတယ်တွေးမတူလို့မရအောင်နော်မရအော်သူ့ဖေရှိတယ်သူ့ဖေက B လို့ပြောတယ်သူ့ဖေခေါ်လိုက်မလားသူ့ဖေလည်းမရပါဘူးသူ့ဖေက B အပေါင်းလေနော်သူသမီးက B အနှုတ်ဖြစ်နေတယ်အဲ့လည်းမရပါဘူးနော်မေရနော်လေးပေါ်ဟာကိုကြည့်လိုက်โอเคကျွန်တော်တို့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ cell တိုင်းလိုလိုဟာကိုယ်ပိုင် antigen တွေရှိကြတယ် antigen ဆိုတာကအဲ့ဒီ cell ရဲ့အမှတ်သင်္ကေတပြောလို့ရတယ်ဘာနဲ့တူတယ်လဲဆိုတော့ကုမ္ပဏီတစ်ခုမှာရှိတဲ့ဝန်ထမ်းတွေကအဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းဖြစ်ကြောင်းID card တွေဆွဲကြတယ်ပေါ့ ID card ဆွဲထားတယ်ဆိုရင်ဒီဝန်ထမ်းဒီကုမ္ပဏီရဲ့ဝန်ထမ်းဖြစ်တယ်ဆိုတာသက်သေခံတဲ့သဘောပေါ့ဒီလိုပဲကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေကလည်းဒီခန္ဓာကိုယ်တွင်းကပိုင်တဲ့ cell ဖြစ်တယ်ဆိုတဲ့အကြောင်း antigen တွေနဲ့ဖော်ပြကြတယ်ပေါ့တော့ antigen ဆိုတာက cell တွေရဲ့အမှတ်သင်္ကေတလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်ကာကွယ်စောင့်ရှောက်ပေးတဲ့ကိုယ်ခံအားစနစ်ရှိပါတယ်အဲ့ကိုယ်ခံအားစနစ်တွေက cell တွေနဲ့ပဲလုပ်ထားတာပါကိုယ်ခံအား cell တွေပေါ့ခံအား cell တွေကပြင်ပလာတဲ့ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ဝတ္ထုမှန်သမျှတိုက်ထုတ်ပါတယ်ဒီတော့ကိုယ်ခံအား cell တွေကဘယ် cell တွေဘယ်ပစ္စည်းတွေခန္ဓာကိုယ်ကပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်ပြီးတော့မှဘယ်အရာတွေပြင်ပကနေကျူးကျော်ဝင်ရောက်လာတဲ့ပစ္စည်းတွေဖြစ်တယ်လဲဆိုတာကိုခွဲခြားသိမှရပါမယ်အဲ့ဒါကိုဘာနဲ့ခွဲခြားတယ်လဲဆိုတော့ cell တွေပေါ်မှာရှိတဲ့ antigen တွေနဲ့ခွဲခြားပါတယ်ဥပမာပြင်ပကနေ bacteria cell ခန္ဓာကိုယ်ထဲရောက်လာပြီဆိုရင် bacteria cell ပေါ်မှာရှိတဲ့ antigen ကိုကိုယ်ခံအား cell ကဖတ်လိုက်မယ်ဖတ်တဲ့အခါမှာဒါခန္ဓာကိုယ်ကပိုင်တဲ့ဟာမဟုတ်ဘူးဆိုတာတန်းသိပြီးတော့မှဒီ bacteria cell ကိုနည်းအမျိုးမျိုးနဲ့တိုက်ထုတ်ကြမယ်ဒီကိုယ်ခံအား cell တွေကခန္ဓာကိုယ်ကပိုင်တဲ့ cell တွေကိုတော့တိုက်ထုတ်မှာမဟုတ်ပါဘူးသွေး cell ပေါ်မှာလည်းသွေး cell ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ antigen တွေရှိပါတယ်သွေး cell ပေါ်မှာ antigen မျိုးစား2မျိုးရှိပါတယ် ABO antigen နဲ့ RH antigen ဆိုပြီးတော့ရှိပါတယ်သွေးနီ cell ပေါ်မှာ A antigen ရှိရင် A သွေး B antigen ရှိရင် B သွေး A ရော B ရောအဲ့လို antigen 2မျိုးလုံးရှိရင် AB သွေးနဲ့ antigen 2မျိုးလုံးမရှိရင် O သွေးဆိုပြီးတော့မှ ABO antigen အရာသွေးမျိုးစား4မျိုးရှိရလို့ပြောလို့ရပါမယ် A သွေးပိုင်ရှင်မှာ B antibodies ရှိပါတယ်တိတ်ပေက A သွေးပိုင်ရှင်ထဲမှာ B အမှတ်သင်္ကေတပြင်ပကျူးကျော်ဝင်ရောက်လာသူလို့သတ်မှတ်တဲ့ကိုယ်ခံအားစနစ်ရှိတယ်လို့ပြောလို့ရတယ်ဒီလိုပဲ B သွေးပိုင်ရှင်ကလည်း A antibodies ရှိမယ်တိတ်ပေက B သွေးပိုင်ရှင်မှာ A အမှတ်သင်္ကေတကိုပြင်ပကျူးကျော်ဝင်ရောက်လာသူလို့သတ်မှတ်တဲ့ကိုယ်ခံအားစနစ်ရှိနေတယ် AB သွေးပိုင်ရှင်မှာတော့ A အမှတ်သင်္ကေတရော B အမှတ်သင်္ကေတရောရှိနေတဲ့သွေးမျိုးစားမို့လို့ A ရော B ရောတိုက်ထုတ်မဲ့ကိုယ်ခံအားစနစ်မရှိပါဘူးအဲ့ဒီလိုတိုက်ထုတ်မဲ့ antibodies မရှိဘူးလို့ပြောလို့ရတယ်။အိုသွေးမှာတော့ A antigen နဲ့ B antigen လို့ခေါ်တဲ့အမှတ်သင်္ကေတ2မျိုးလုံးမရှိတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ထဲမှာ A antibodies ရော B antibodies ရောရှိနေမှာဖြစ်ပါတယ်။ဆိုလိုတာက A အမှတ်သင်္ကေတပိုင်ဆိုင်တဲ့ cell ရော B အမှတ်သင်္ကေတပိုင်ဆိုင်တဲ့ cell 2မျိုးလုံးကိုပြင်ပကျူးကျော်ထူလို့သတ်မှတ်ပြီးကိုယ်ခံအားစနစ်ကတိုက်ထုတ်မှာဖြစ်ပါတယ်။ချုပ်ပြောရရင်တော့ A သွေးမှာ B antibodies ရှိမယ် B သွေးမှာ A antibodies ရှိမယ် AB သွေးမှာ B antibodies မှမရှိဘူး။ O သွေးမှာ A antibody ရော B antibodies ရောရှိမယ်။ဒီတော့ A သွေးကဘယ်သွေးကိုတွင်းလို့ရလဲမရဘူးလဲဆိုတာအရင်ဆုံးကြည့်ကြအောင်ဗျာ။ A သွေးက A သွေးကိုတွင်းလို့ရတယ်။ဘာမှတိုက်ခိုက်ခံရမှာမဟုတ်ဘူး။သို့တော့ B သွေးကိုတွင်းလို့ရမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ B သွေးထဲမှာ A antibodies ရှိနေလို့ပါ။ A ကိုတိုက်ခိုက်မဲ့ကိုယ်ခံအားစနစ်ရှိနေလို့ပါ။ AB သွေးကိုရောတွင်းလို့ရပါတယ်ဘာလို့လဲဆိုတော့ AB သွေးထဲမှာဘာ antibodies မှမရှိတဲ့အတွက်ကြောင့်ပါ O သွေးကိုရောမရပါဘူး O သွေးထဲမှာ A ကိုတိုက်ခိုက်မဲ့ကိုယ်ခံအားစနစ်ရော B ကိုတိုက်ခိုက်မဲ့ကိုယ်ခံအားစနစ်ရော2မျိုးလုံးရှိနေတဲ့ခါကျတော့တွင်းလို့ရမှာမဟုတ်ပါဘူးဒီတော့ A သွေးဒီ A သွေးနဲ့ AB သွေးကိုပဲတွင်းလို့ရမယ်ဒီနည်းတူပဲ B သွေးကလည်း B သွေးနဲ့ AB သွေးကိုပဲတွင်းလို့ရပါမယ်။သို့တော့ AB သွေးကြတော့ AB သွေးကိုပဲတွင်းလို့ရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ A သွေးထဲတော့တွင်းရင် A သွေးထဲမှာ B antibody ရှိမယ်။ B သွေးထဲမှာ A antibody ရှိမယ်။ O သွေးထဲမှာ A ရော B ရော antibody နဲ့မျိုးလုံးရှိနေတယ်ပဲဆိုတော့အဲ့လိုသွေးမျိုးစားကိုတွင်းရင်တိုက်ခတ်ခံရမှာဖြစ်လို့ပါ။ O သွေးကိုကြတော့၄မျိုးလုံးတွင်းလို့ရပါတယ်။ဘာလို့လဲဆိုတော့ O သွေးပေါ်မှာ A antigen ရော B antigen ရောအမှတ်သင်္ကေတ2မျိုးလုံးမရှိတဲ့အတွက်ကြောင့်မို့လို့တိုက်ခိုက်ခံရမှာမဟုတ်ပါဘူးအခုပေးထားတဲ့ဆရာအချုပ်ကိုကြည့်လိုက်ရင်သဘောပေါက်သွားမှာဖြစ်ပါတယ်ပိုပြီးရှုပ်ထွေးတဲ့ A positive A negative ဆိုတဲ့
RH antigen နဲ့ပတ်သက်တာကိုတော့နောက်ဗီဒီယိုမှာသင်ပေးသွားမှာဖြစ်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye